ရှင် New Diploma နေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မအကြိုက်ဆုံးတွေထဲကအစားအစာတစ်ခုဖြစ်တဲ့မြန်မာပြည်အလွမ်းပြေမုံရီပါလောက်စားမှာဖြစ်ပါတယ်ရှင်အားပေးကြပါအောင်ရှင် strawberry ကိုဒီမှာခဲထားတာကို microwave ထဲထည့်ပြီးနှွေးပါမယ်ရှင်ပဲပဲပေါင်းရေဆေးပြီးတတ်ပါမယ်ရှင်ကျွန်မမာနဲ့စကားပြောရင်ခိုင်းရှင်းနေကျွန်မကဒီကျုံနှလုံးခွဲတော့ပါတယ်တမီးကိုကြောင့်တန်ရှင်းလုပ်ရင်းနေပေါ့နော်ခုဒီမှာခရမ်းချင်းတီးပါခရမ်းချင်းတီးလို့ကျွန်မကသူ့ကိုစိတ်လေးစိတ်ပြီးတော့ချင်းဆက်မြူတီးနဲ့ချင်းဆက်လုပ်မှာပါချင်းဆက်လုပ်ပြီးတဲ့အခါကျကျွန်မစိုက်ထားတဲ့တက်တော်မိတ်ထဲမှာဖြစ်ပါတယ်ရှင်ပဲပင်ပေါရပြီဒါခရမ်းချင်းတီးရဲ့မြူတီးစိမ်းရဲ့ကျွန်မစိုက်ထားတဲ့တက်တော်မိတ်ရဲ့စားဟင်းခမောင်ငပြားရဲ့တံပြားရဲ့လျော်ကောင်းပြီးတော့ခါကျတော့ဘာလဲမဆလာရဲ့စားဟင်းခမောင်ရဲ့ကျွန်မဆော့ဆန်နေပေါ့နော်ဒီပြန်နေနှွေးထားတဲ့ဟာရဲ့အလုံးမဲ့ဟာတော့ကျွန်မကမုံလဲမဆက်တော့ပါဘူးဒါအလွယ်တကူ150လာပဲပေးရတဲ့အခွန်ရောအပါမှာနော်ဒီဟာကိုပဲ3ပြီးတော့လောက်တာမှာဖြစ်ပါတယ်ရှင်ပြီးရနံကော်ပြန်စိမ့်လိုက်ပေါ့နော်အခုဒါရေးဆွတ်ထားတဲ့ဆံပြားနှစ်ချက်ကိုပေါ့နော်ပင်စီလေးနဲ့ထည့်မယ်အစာပလာတွေထည့်လိုက်မယ်ပထမဆုံးနဲ့ပဲမောက်ထည့်မယ်ပေါ့နော်ကြက်လွယ်အောင်လို့အခုဒီပုံစံလေးနဲ့ပြီးအခဏအုပ်ထားလိုက်ပါမယ်ရှင်ဒါတော့ကြက်ဥနဲ့ပါရှင်ဒီနောက်ဆုံးတစ်ချက်ကိုတော့ကျွန်မစားချင်တဲ့ရင်းကြီးနဲ့အစိမ့်ပုံစံလေးပေါ့နော်လုပ်လိုက်ပါတယ်ရှင်ခုပေါ့နော်ချက်ပြုတ်ပြီးစီးတဲ့အခါမှာတော့ရှင်ဒီမှာပါရတာ3မျိုးရှိတဲ့ဒီရဲ့ပေါ့နော်ပြတ်လိုက်ရပါပြီ Look at it ပူလုံးလုံးအငွေတောင်ရိုက်လို့မြန်မာပြည်ကအရသာနဲ့တထက်ထဲကြပြီးတော်တော်လေးစားကောင်းပါတယ်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်